ဘဝတည်းနဲ့ပြီးတော့ကြမလားဘဝဘောင်းများစွာတွေ့လျားနေရတဲ့အတွက်သံတရားရဲ့လို့ဘုရားဟောတော်မူခဲ့ပါတယ်အဲ့ဒါလိုဘဝသံတရားမှာဒီဘဝဒီခန္ဓာဒီရုပ်ဘိုးဘဝမှာဟိုခန္ဓာဟိုရုပ်ဓမ္မပြေတဝင်းဝင်းဝလခြင်းတရှုပ်ရှုပ်ကာမဆိုးတဲ့စက်ကလေးကြောင့်အယုတ်များလှမ်းလို့လှမ်းနေကြရတာကဒီပန်းတိုင်းမရောက်မချင်းတယောက်ချင်းတယောက်ရဲ့ဆဲလဲသွဲကွာလာအဲ့ဒါလိုပန်းတရားမဆုံးမချင်းသွားကြရတာကဘလူတွေရဲ့ပယောဂပါလေစဉ်းစားကြည့်လိုက်တော့လောဘယေဒေါသယေမောဟယေအဝိဇ္ဇာပစ္စယသင်္ခါရတဲ့အရင်စစ်လိုက်တော့အဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့အတိုင်းလုံလုံးကန့်တဲ့အဝိဇ္ဇာကြောင့်သင်္ခါရဆိုတဲ့ပြုကျင်တာတွေစီမံတာတွေခံနေကြတာပါပဲဒါကိုဘဝတိုင်း